ဘက်6လေးတွေရှေ့ကိုဆွဲသွင်းရအောင်ညာဘက်6လေးရှေ့ကိုဆွဲသွင်းမယ်ဟုတ်တယ်ပြီးဆိုရင်ခေါင်းလေးပြန်မှတ်ပဲအသက်ကိုရှူလက်ကလေးနှစ်ဖက်ကိုဆက်မိုးပေါ်ကိုဆက်ထားโอเคဆက်မှန်တယ်ထိန်းထား1 2 3 4 5ပြီးတော့ညာဘက်6ဖြစ်တဲ့ဘယ်ဘက်ကိုမျက်နှာလှည့်မယ်ဘယ်ဘက်ကိုမျက်နှာလှည့်ဟုတ်တယ်မှန်တယ်ထိန်းထား1 2 3 4 5ပြီးဆိုလို့ရှိရင်တစ်ချက်တော့အဲ့ဟိုဟာညာဘက်လက်ကိုမိုးပေါ်ထောက်မှာဘယ်ဘက်လက်ကနောက်က6ကိုဆွဲနောက်က6ကိုဆွဲအဲ့လိုဟုတ်တယ်မှန်တယ်ထိန်းထားမယ်1 2 3 4 5ရှူထုတ်မယ်ခါလေးပြန်မှတ်လိုက်ဆက်လိုက်လက်ကလေးရောဆက်လိုက်ပြီးဆိုရင်ရှယ်တို့ညာဘက်လက်ကလေးကအဲ့6ရှေ့တက်ပြန်ချဟုတ်တယ်ပြီးဆိုရင်အဲ့ညာဘက်ဒူးလေးကိုဆက်လိုက်ညာဘက်ဒူးကိုဆက်လိုက်ဟုတ်တယ်မှန်တယ်အဲ့ပြီးဆိုရင်ရှယ်တို့ဒူးကိုပြန်ကွေးလက်ကလေးနှစ်ခုလုံးပြန်ပြီးရှေ့ကိုချဒူးကိုကွေးဟုတ်တယ်ချနောက်ကဒူးနည်းနည်းကွေးလိုက်အောင်ရှေ့ကိုဒူးကွေးညာဒူးကိုကွေးအောင်အဲ့ဒီညာဒူးကိုရှေ့ကိုကွေးချလိုက်အောင်โอเคဟုတ်တယ်မဟုတ်အဲ့ကွေးအဲ့လိုပြီးဆိုရင်ရှယ်တို့ဒါအဲ့နောက်က6ကိုနောက်ကိုပြန်ပို့ညာ6ကိုနောက်ကိုပြန်ပို့ညာ6ကိုနောက်ကိုပြန်ပို့လိုက်โอเคဒေါင်းတော့ပြန်သွားလိုက်တော့အတိုင်းထိုးဟာဖြစ်တယ်ဆိုရင်ဟိုဟာဖြစ်သွားလိမ့်မယ်ဒေါင်းတော့ကနေပြီးမှရှယ်တို့ဒူးလေးကိုစန့်ဟုတ်တယ်ပြီးဆိုရင်6လေးကိုဖြည်းဖြည်းချင်းချပြီးတော့ကော်ပရာပို့သွားရ6လေးကိုချဒူးလေးကိုကွေးစန့်ထားတဲ့6ကိုကွေးပြီးတော့ကော်ပရာပို့သွားမှာလေစန့်ကွေးကော်ပရာပို့ဟုတ်တယ်အဲ့လိုမှန်သွားပြီဟုတ်တယ်အဲ့လိုမှန်တယ်အဲ့ဒီနဲ့ဟိုကနေမှန်တယ်မသူစားနဲ့မှန်တယ်